ဒီနေ့ဘာဆိုင်ရင်ကောင်းမလဲဘိုက်ကလည်းစားလိုက်တာစဉ်းစားစမ်းဟာတီးပြီโอเคဒီနေ့ရောက်လာတဲ့မုတ်ကတော့ဒါ Dutch နိုင်ငံရဲ့ Netherlands နိုင်ငံရဲ့ရိုးရာမုတ်လို့လည်းခေါ်တယ်နာမည်ကတော့ Oliver ပေါ့နော်ဒီမုတ်မစားခင်မှာဒီမုတ်ရဲ့အကြောင်းကိုလည်းပြောပြရမယ်ပေါ့နော်ဒီမုတ်ကစောင်းနှွှဲမှရတယ်ပေါ့နော် time limit food ပေါ့နော်စောင်းနှွှဲမှရတယ်တခြားဟာတွေဆိုမရတခြားနေ့တွေဆိုမရဘူးပေါ့နော်စောင်းနှွှဲတွင်းလုံးရောင်းတယ်ပေါ့ပြောမယ်ဆိုမြန်မာနိုင်ငံမှာထမင်းထိုးတဲ့ယာတီပုံစံမျိုးပေါ့နော်ထမင်းကိုအဲ့ချိန်ရတယ်အဲ့ချိန်ကျရင်ပေါ်ချင်းသောချင်းစားလို့ရတယ်တခြားအချိန်ကျရင်ရှားသွားတယ်ပေါ့နော်ဒါကျွန်တော်ရဲ့ first time food blog ဖြစ်ပါတယ်ဒီမုတ်ကိုကြည့်ရကိုကင်းနဲ့အောင်သွားတူရှူချင်းစရာဒီဒါကကျတော့တရားဖြူပေါ့နော်ဒီမုံနဲ့တွဲစားရတာဒီမုံနဲ့လိုမျိုးပေါင်းပြီးစားရတဲ့ပုံစံကဲစားပါပြီညာဒီလိုနှစ်ချပဲအဲ့ဒါယူဒီနေပြီသူရဲ့ပုံစံဒီမြန်မာနိုင်ငံမှာရှိတဲ့မုံလုံးကြီးနဲ့ပုံစံတူပဲပေါ့နော်ထညက်နဲ့စားရတဲ့မုံလုံးကြီးပေါ့အထဲမှာကျတော့ဒီအသီးတွေပါတယ်ပေါ့နော်မြင်ရတာတော့မသိအသီးတွေပါတယ်အမျိုးစားရတာပေါ့နော်တော်တော်ကောင်းတယ်တစ်လုံးဆိုတစ်လုံးအထိပဲချင်းချင်းပြောရမယ်ဆိုဒီဘုတ်ကတော်တော်လေးစားလို့ကောင်းလိုက်တယ်ပါတယ်ဒါပေမဲ့စီကြော်မုတ်ကြတော့အများကြီးလဲစားရင်လည်းအီရွာတယ်ပေါ့နော်အခုကျွန်တော်တစ်လုံးစားရတော့တော်တော်အီနေပြီပေါ့မအီအောင်ဆိုပြီးအဲ့ဒီတကြားဖြူလေးနဲ့တို့ပြီးစားရတဲ့ပုံစံမျိုးဝယ်လာတာဒီ9လုံးကို6ယူရိုခွဲနဲ့ဆိုတော့ဒါတော်တော်ကြီးကိုတန်တယ်မိသားစုလိုက်စားလို့လည်းအဆင်ပြေတယ်ဒီစပွဲကတော့မရသေးတဲ့အတွက်စပွဲရတဲ့ချိန်ကျရင်တော့ review လုပ်ရတာအဆင်ပြေတယ်ကွာစပွဲရလည်းမရသေးဘူးဆိုတော့ဖြစ်တယ်လို့ပဲပေါ့နော်ပေါင်းပါပဲလုပ်ပေးလိုက်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြရပါပေါ့